ခမရဒီနေ့မှာတော့သူတို့တွေဘာလုပ်ကြပါလဲဆိုတော့သိတယ်မလားခမရသူတို့တွေ VF5 မှာပဲခမရ VF5 မှာပဲခမရသူတို့တွေ VF5 တော့ခမရနောက်ကတကောင်လေးပါပါတယ်ခမရဒီမှာပါခမရဒီမှာပါခမရဒါတော့ကျွန်တော်ထုတ်ထားတာကျမဖြူစင်ရောင်းသွားလို့ဖြူစင်ထုတ်ထားတာမဟုတ်ပါဘူးခမရ Okay alright Okay တို့ဒီရဲ့ခလောက်ကြီးကိုစဖွင့်တော့ပါမယ်ခမရဖွင့်လိုက်ချအေးတိုက်တေးပြီးခမင်းပါတေးပါပြီခမရနောက်ဆုံးမှာတူတူအဖွဲနိုင်သွားပါတယ်ခမရဗီဒီယိုလေးကိုအစအဆုံးကြည့်ခဲ့သူများ like and subscribe လုပ်ခဲ့မှုမိကြနေပါတယ်ခမရတဘောကြရင် share လေးနဲ့မှကူညီပေးရလို့ရပါတယ်ခမရအားလုံးပဲ bye bye